ကျွန်တော်တို့အောင်မြင်ကြီးပွားတိုးတက်ခြင်းတဲ့လူတိုင်းအတွက်နီလန်လဲသိဖို့လိုသလိုစီကံလဲရှိဖို့လိုပါတယ်ကျွန်တော်တို့စီကံဆိုတာလူတန်ဖို့လူတွေပြောနေကြပါတယ်အဲ့ဒီစကားဟာကျွန်တော်တို့စီတယ်မှလက်တော့ဘွားဖြစ်နေသည့်တိုင်အောင်အယံကိုမှန်ကန်လွန်းပါတယ်အဲ့ဒီအတွက်အဲ့ဒီစကားကိုကျွန်တော်တို့ပြစ်ပယ်လို့မရပါဘူးကျွန်တော်တို့အိမ်မာနေမဲဆိုရင်အိမ်စီကံရှိပါတယ်လမ်းမာနေမဲဆိုရင်လမ်းစီကံရှိပါတယ်ကျောင်းမာနေရင်ကျောင်းစီကံရှိပါတယ်အလုတ်ခွင်နဲ့ရောက်သွားမဲဆိုရင်လည်းအလုတ်စီကံရှိပါတယ်ကျွန်တော်တို့ကားတွေဆိုင်ငယ်တွေမောင်းမယ်ဆိုရင်လည်းရင်စီကံလမ်းစီကံဆိုတာရှိပါတယ်စသဖြင့်ပေါ့တို့နေရာနဲ့တူစီကံတွေဘောင်တွေနဲ့ကွတ်ထားပါတယ်ကျွန်တော်တို့အကွတ်မဲ့တဲ့တောင်းဟာနှီးပြားစတွေဖိုးထိုးထောင်ထောင်နဲ့ကြည့်လို့မကောင်းပါဘူးအဲ့ဒီလိုပါပဲအကွတ်မဲ့တဲ့ကျန်းကလည်းဗယံမတာနိုင်လာတာကြောင့်မတင့်တယ်လာပါဘူးလူမှလည်းလူစီကံမရှိဘူးဆိုရင်အဲ့ဒီလူကိုဘလို့မှတန်ဖိုးထားလေးစားကြမှာမဟုတ်ပါဘူးဘဝမှာအောင်မြင်ကြီးပွားတိုးတက်လူတွေအတွက်တော့အောင်မြင်မှုရဲ့နီလန်းတွေကိုတိရပါမယ်နီလန်းသိပြီးဆိုရင်ချွတ်ချော်သိမ်းပါခြင်းမရှိရအောင်စီကံဆိုတဲ့ຢာကထိမ့်ကော့သွားပါလိမ့်မယ်တချို့ကစီကံကိုနှောင်ကျိုးလို့ထင်မှတ်ထားကြပါတယ်မှန်ပါတယ်စီကံရှိရင်စီကံနဲ့သွားလာနေထိုင်စားတော့ပြောဆိုလောက်ကင်ခြင်းတွေဟာနှောင်ကျိုးတွေမဟုတ်ပါဘူးဘဝအောင်မြင်ကြီးပွားဖို့အတွက်အထောက်အပံ့တွေပဲဖြစ်ပါတယ်မိဟာလူသားတွေအတွက်မရှိမဖြစ်အသုံးဝင်တဲ့အရာဖြစ်ပါတယ်မိကြောင့်လူသားတွေရဲ့ယဉ်ကျေးမှုမှာတိုးတက်လာရတာပါအဲ့ဒီမိကိုကျွန်တော်တို့ပေါ့ဆဆအသုံးပြုလိုက်မယ်ဆိုရင်အလေးမထားဂရုမစိုက်ဖ ೇನೆ အသုံးပြုမယ်ဆိုရင်တော့စီကံမဲ့သုံးဆွဲတတ်တဲ့လူတွေမိဘေးအန္တရာယ်တွေဖြစ်ပေါ်ပြီးတော့အဲ့ဒီလူသားတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေဆုံးရှုံးရတဲ့အထိဖြစ်တတ်ပါတယ်ယဉ်ကျေးမှုအမွေနှစ်တွေပျက်စီးတတ်ပါတယ်တိုင်းပြည်တိုးတက်ရေးတွေပြန်လည်ထူထောင်ရေးကယ်ဆယ်နေရာချထားရေးတွေလှုံ့ဆော်ရတာကြောင့်နှောင့်နှေးကြံ့ကြာတတ်ပါတယ်အသက်မဲ့တဲ့မိဟာစီကံရှိတဲ့လူတွေအတွက်တော့မိတ်ဆွေလိုဆက်ဆံပြီးတော့စီကံမရှိတဲ့လူတွေအတွက်တော့ရန်သူလိုဆက်ဆံတတ်ပါတယ်ကျွန်တော်တို့မိကိုမဆိုထားပါနဲ့အောင်ကျွန်တော်တို့လူသားတွေရဲ့အသက်ရှင်ရက်တည်ရေးအတွက်နေ့စဉ်မဖြစ်မနေစားတော့ရတဲ့အစားအသောက်တွေကိုစီကံတကြစားတော့မဲဆိုရင်အသက်ရှင်မဲအနာကင်းပြီးတော့စီကံမဲ့စားတော့နေမဲဆိုရင်တော့ယောဂါတွေထူပြောပြီးတော့အသက်ပြီးအန္တရာယ်တွေနဲ့ကြုံတွေ့ရတတ်ပါတယ်မှန်ပါတယ်စီကံနဲ့သွားလာစားတော့နေထိုင်ပြုမှုပြောဆိုတတ်တဲ့လူတွေအတွက်မိမိကိုယ်မိမိလေးစားမှုရှိတဲ့လူဖြစ်ပါတယ်သူတစ်ပါးရဲ့လေးစားမှုကိုလည်းခံရတတ်ပါတယ်တခြားတစ်ယောက်ရဲ့လေးစားမှုကိုခံရပြီးဆိုကြတဲ့ကကိုယ့်ရဲ့တန်ဖိုးကိုကိုယ့်အရကိုမြင့်တင်လို့ဖြစ်နေပါပြီအဲ့ဒီလိုပါပဲတခြားတစ်ယောက်ရဲ့လေးစားမှုကိုခံယူလို့တဲ့လူတန်ဖိုးရှိတဲ့လူဖြစ်လို့လူများအတွက်ကျွန်တော်တို့စီကံဟာအမြဲကိုလိုက်နိုင်ရမယ်စနစ်ကြီးတစ်ခုဖြစ်ပါတယ်ဘဝမှာအောင်မြင်ကြီးပွားတိုးတက်နေတဲ့လူတွေကိုခြုံငုံတုံးတက်ကြည့်မဲဆိုရင်စီကံကြပြုမှုနေထိုင်ပြောဆိုတတ်တဲ့အချက်တွေကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့လူတွေတဲကလူဖို့တန်ဖြစ်ဖို့အတွက်စိတ်တွေရွှေတွေကြောက်တံမရများတွေကိုညွတ်နေအောင်စင်ရင်ဝတ်စားတာဟာလူအဖို့တန်ဖြစ်တာမဟုတ်ပါဘူးစီကံရှိတာဟာလူအဖို့တန်ဘဝကိုရရှိနိုင်ပါတယ်လူအဖိုးတန်တယောက်အတွက်တော့တက်တန်းကုံဆုံးပြီးတော့နောက်ဘဝကိုကူးပြောင်းရောက်ရှိသွားတဲ့တိုင်အောင်သူ့ရဲ့နာမည်နဲ့သူ့ရဲ့လုပ်ရက်တွေဟာပွယ်ပြောက်သွားမှာမဟုတ်ပါဘူးအဲ့ဒီလူအတွက်တော့အများသူကအားကြစရာတမိုင်းတစ်ခုကျန်းနေခဲ့မှာလုံးဝသေချာပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ချက်မိတ်ဆွေလူကြီးများအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like and subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေခင်ဗျာ